بسم الله الرحمن الرحيم الحمد لله نحمده ونستعينه ونستغفره ونؤمن به ونتوكل عليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له ونشهد أن لا إله إلا الله وحده لا شريك له ونشهد أن سيدنا وسندنا ومولانا محمدا عبده ورسوله صلى الله عليه وعلى آله وأصحابه أجمعين وبارك وسلم تسليما كثيرا أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم قتل الإنسان ما أكفره من أي شيء خلقه من نطفة خلقه فقدره ثم السبيل يسره ثم أماته فأقبره ثم إذا شاء أنشره كلا لما يقض ما أمره فلينظر الإنسان إلى طعامه أنا صببنا الماء صبا ثم شققنا الأرض شقا فأنبتنا فيها حبا وعنبا وقضبا وزيتونا ونخلا وحدائق غلبا وفاكهة وأبا متاعا لكم ولأنعامكم صدق الله مولانا العلي العظيم سمعتي ليزا أدى عالم دادنا بنيا شميا إسلام دادنا وين نينو ميا كميا جنوان نيني سورة أباسا آيات دونبا نسانة كونيغاني توزانة نتي يوكات ترزي لايت مني دوا جنو نيني سورة أباسا أصابين آيات سكون آيات على تفسير کو تنبيا گيره أدي آيات دي مالا شمد كين كاممية من نبي محمد مصطفى صلى الله عليه وسلم دا عبدالله بن أم مكتوم سورة نيمي में صحابي को उजा मपी बेने काफिर गाँव जाऊं माई नहीं फिरे अबू जहल दो अतबारो तुरोगो उजा पी लाई दे पमा अल्लाह शिमत के मगाने दरी पी गए सलब बिरो दीनिये ayat dosa malah shimed ke ba sallam mi chale swen atin ala badu ye hidayat ko myon man pi ro uza pi ge le Abu Jahal du baro sa adi pokko de ga akhirat ko nyin san ne du de phit kafir de phitသူတို့ကကိုတော့ရှင်းပြသလောက်လေသူတို့သဘောမပေါက်ဘူးသဘောပေါက်လဲမပေါက်ချင်သူတို့ကဂုမရာဟီကိုပဲရွေးချယ်တယ်အာခိရတ်ကိုညှင်းဆန်တေးပြီးနောက်ပြန်လည်ရှင်ပြန်ထားရမှာကိုညှင်းဆန်ဆလာရှိမတ်ခင်အဲ့လိုအဘူဂျဟလ်တို့လိုလူစားမျိုးတွေကိုဦးတီးပြီးတော့အမေးရှိနေတယ်ကုတီလ်အင်ဆန်ဆအဘူဂျဟလ်တို့လိုအာခိရတ်ကိုညှင်းဆန်တဲ့တေးပြီးနောက်ပြန်လဲရှင်ပြန်ထခြင်းကိုငင်းဆန်တဲ့ဒီလူသားတွေပျက်စီးပါစေ
Allah shima badu'a ne sa kutilal insan Abu Jahal dolo ala akhirat ko tebi naw pyan le shin pyan tha jin ko nyin san ne lu da de pyat si ba ma akfar de lo lu da de ha balaw taw jesu kan ne lu da de ta arbi ma taw si gai ta'ajjub lo khwa an aw bi ro pyo da da law athau tha de api song shi ne le ala athau tha de akhai ma shi ne akhirat so da phit ala peli tebi naw pyan le shin pyan tha jin so da phit chain bi phit ala pyan pa taraga de le shi ne le upama de le shi neအထောက်သားအပြည့်စုံအခိုင်အမာရှိပါလျက်နဲ့တော့ဟာလားအဲ့လိုပဲအရှိရကျေးဇူးတွေအများကြီးတောင်းလို့ရလုံးပုံပါလျက်နဲ့ကျေးဇူးကိုမှနည်းနည်းမှမထောက်ပဲနဲ့ငါရှင်ကပြောနေတဲ့အာခရတ်ရှိတယ်ဟာလားသေပြီးနောက်ပြန်လဲရှင်ပြန်ထခြင်းဆိုတာရှိတယ်ဒါကိုဘာကျေးဇူးကိုမှမထောက်ထားပဲဘာအထောက်ထားကိုမှဟာလားမထောက်ထားပဲနဲ့ညှင်းဆန်တဲ့လူတွေမအဖရာဘာလို့တော့ကျေးဇူးကမ်းတဲ့လူသားတွေလေးစားတဲ့တော်တနာညီလောင်းများခင်ဗျာဆိုတော့လောရှိမြတ်တခင်ဒီလူသားတွေကဒါတော်တော်ပဲဂုံမောက်နေတဲ့လူသားတွေမမီတို့ရဲ့မာနကိုရှေ့တန်းတင်ပြီးတော့မုဟမ္မဒ်ရဲ့အောက်ကိုရောက်မှကြောက်လို့အမှန်ကိုတိတိရင်းနဲ့မုဟမ္မဒ်ရဲ့လက်အောက်ကိုရောက်မှကြောက်လို့မမီရဲ့ဖခတ်မမီရဲ့တက္ကဘ်ကိုရှေ့တန်းတင်ပြီးသူတို့ညင်းနေတာအလရှိမြတ်တခင်အမေရှိနေတယ်တကယ်တော့သူတို့မမီရဲ့အောက်ကမမီရဲ့အစစ်နံပါလေတည်တယ်ဘယ်ကနေမမီဖြစ်လာလဲဆိုတာသူတို့တည်တယ်ဆလာရှိမတ်ကအမေရှိတယ်မင်အိရှိအင်ခလာဒါလောက်တောင်ဒီလူတွေထောင်လွှားနေရအောင်ဒါလောက်တောင်ဒီလူတွေဟာလာတကဘ်ဖြစ်နေရအောင်သူတို့ကိုဘယ်အရာကနေဖန်ဆင်းထားလို့သူတို့ဒါလောက်တောင်ဟာလာတကဘ်မာနထောင်လွှားနေရအောင်အလောရှိမြတ်ကသူတို့ကိုဘယ်လိုအရာမျိုးကနေဖန်ဆင်းထားလို့ဆလာရှိမြတ်ကအဖေပြတဲ့မင်နတ်ဖာမတန်တဲ့အရေးတစ်စက်ကနေဖန်ဆင်းထားတာနတ်ဖာကျွန်တော်ရဲ့အမျိုးသားတွေရဲ့မနီတုတ်ပေးတစ်စက်ငါပဘေခနာကိုမှကျွန်တော်အေတလံဖြစ်သွားတယ်ဆိုရင်အဲ့ဒီမနီဘေညမှာတိလေတိတဲ့ညောင်ဆေးရမစင်းအင်ကြီးမှာတိအင်ကြီးကိုဆေးရခနာကိုမတိခနာကိုဆေးရမစီကျွန်တော်နမတ်ဖတ်လို့မပိုင်အဲ့ဒါလို့နာပမတတ်တဲ့အရေးတစ်စက်ကနေဒီလူသားတွေကိုဖန်ဆင်းထားတာသူဘာထောင်လားเสียရှိဘာမှန်တတ်เสียရှိသရှိစပ်ပြီးတော့လာရှိမတ်ခင်မမီးရဲ့ကျေးဇူးတွေကိုထုတ်ဖော်တယ်မမီးရဲ့ကျေးဇူးတရားတွေကိုထုတ်ဖော်တယ်ဆိုလာရှိမတ်ခင်အမေရှိတယ်ခွာလာကဟောအလောရှိမြတ်ကဒီလူသားကိုဖန်ဆင်းတယ်ဘယ်မှာဖန်ဆင်းလဲအလောနာနုတ်ဖာကနေတဆင့်မိခင်ရဲ့ဝမ်းကြပိုက်ထဲမှာသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေပြည့်စုံအောင်ဖန်ဆင်းတယ်ပြီးတော့ဖကတ်ဒါရာခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအချိုးစားကြားနာအောင်ဖန်ဆင်းတယ်လက်ကိုလည်းသူ့ရှိရမယ့်အတိုင်းအတာထားတယ်ခြေထောက်ကိုလည်းရှိရမယ့်အတိုင်းအတာထားတယ်နဖူးကိုနဖူးရှိရမယ့်နေရာမှာထားတယ်နှာခေါင်းကိုနှာခေါင်းရှိရမယ့်နေရာမှာထားတယ်ဗဇက်ကိုဗဇက်ရှိရမယ့်နေရာမှာထားတယ်နရွက်ကိုနရွက်ရှိရမယ့်နေရာမှာထားတယ်တော်တော်ကျေးဇူးတင်စရာကောင်းတဲ့အချက်တွေအကဲလောက်ရှိမြတ်တာမလောက်ထားစေနဲ့ကျွန်တော်တို့ကိုအခုဖန်ဆင်းထားတဲ့ပုံစံတိုင်းမဖန်ဆင်းဘဲနဲ့နည်းနည်းလေးပုံစံလေးပြောင်းလိုက်ဥမာအဖြစ်ဗဇက်ကိုဒီနောက်စစ်ကိုပို့လိုက်နှာခေါင်းကိုဒီအရှိမထားရမယ်နှာခေါင်းကိုဒီအရှိမထားရမယ်မျက်စိကိုဒီခေါင်းပေါ်မှာတင်ထားလိုက်ပုံဖော်ကြည့်လိုက်ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာဗရင်ရဲ့အုံနောက်ရဲ့အခန်းတွေထဲမှာအဲ့လိုအခန်းနှခန်းရှိတယ်ကျွန်တော်မျက်စိမိတ်ပြီးတော့အရာဝတ္ထုတွေကိုစိတ်ကြိုက်ပုံဖော်လို့ရလူတယောက်ရဲ့ခေါင်းဘေးမှာနောက်ခေါင်းတစ်ခုတက်ပြီးတော့ကြည့်လိုက်မြင်တယ်ကျွန်တော်တို့ဗရင်ရဲ့အခန်းကဏ္ဍတွေအခန်းတွေရှိတယ်အဲ့အခန်းတွေမှာအဲ့လိုအခန်းတစ်ခန်းရှိတယ်အဲ့ဒီအခန်းမှာရှိမြတ်ကဒီလိုအင်အားတစ်ခုဖန်တီးရတယ်အဲ့ဒီအင်အားကအရာဝတ္ထုတွေကိုခြေလှယ်ပြီးတော့တွင်းနိုင်ခေါင်းနှလုံး
တက်ပြီးတော့လေလူသားကိုမြင်ကြည့်မြင်လို့ရခေါင်းပြက်ကြီးစဉ်းစားလို့ရဆိုတော့အခုနအဲ့ဒီအင်အားနဲ့အခုနကျွန်တော်ပြောသလိုမြင်ကြည့်လိုက်ဗဇက်ကနောက်စေ့မှာအဲ့မျက်စိကဟလာအပေါ်မှာအဲ့နှာခေါင်းကအရှေ့မှာကြည့်လို့လားပိုင်ကြည်လို့မလှတဲ့အပြင်ကိုတော်တော်ဒုက္ခရောက်မှာဘလို့ဒုက္ခရောက်မှာသမင်းစားတဲ့ခါကျရင်ဟာလားဘာစားရမလဲဆိုတော့အရင်ကိုအပေါ်ပြပြီးတော့ကြည့်ရအပေါ်ကိုပြပြီးကြအာဒါဒါပူတင်းမယ်ပြီးရင်ဒါတိုးနေလားဟာလားကောင်းတယ်လားအနတ်ရဖို့အရှိမအနတ်လက်ခံအောင်အာဒါမွေးနေတာကောင်းနေတယ်ပြီးရင်စားဖို့တော့အနောက်ကိုပို့ပါအောင်ဆိုလေးစားတဲ့သာသနာညီနောင်များခင်ဗျာဆိုအဲ့ဒီစိတ်ပိုင်းနဲ့အားလုံးကိုလောက်ရှိမြတ်ကလုံးဝအစင်ပြေနေအောင်တဏှာထဲမှာလုံးဝလှပပလေးအလားစုပြီးတော့ထားပေးလိုက်အောင်စားစရာတစ်ခုကိုတွေ့တာနဲ့တိဝိုင်အာဒါဓမ္မောက်ပဲအလားစားဖို့လှမ်းယူလိုက်ရင်နဲ့အလားဗဇက်နာရောက်လိုက်ပြီဆိုအနတ်မှာရသွားတယ်ဒါကောင်းနေတယ်ပြီးရင်တလုံးဟာလားဗဇက်နဲ့ထည့်ပြီးတော့ဝါပြီးတော့စားရုံနဲ့ဆိုဘလောက်ကျေးဇူးတင်စရာကောင်းဆိုတော့ဒါအိုအလရှိမြတ်တခင်မှာကျေးဇူးထုတ်ပေါ်နေဖကတ်ဒါလာဆိုငါအရှိမြတ်ကဒီလူသားရဲ့အစိတ်ပိုင်းတွေကိုလုံးဝအချိုးစားကြားနာအောင်လုံးဝလှပပလေးဖြစ်တယ်တိတက်လေးဖြစ်တယ်လုံးဝနေရတကြဖန်ဆင်းတာပြီဆိုလေးစားတဲ့တော်နာညီနောင်များခင်ဗျဒါလည်းအနေမတ်တခုဆက်လက်ပြီးတော့လာရှိမတခင်ဆက်ပြောတယ်ဆွမ်မဆဘီလာယဆရာSauna fakat darama katano hada hakimul ummat maulana ashraf ali thanwi nawwarallahu marqadahu ye tafsir ko tin pya lai ibn kasir do ala mazhari do ma tafsir mazhari do ma fakat darahu ye naw tafsir ko tin pya ra de ba tin pya ra le sin fakat darahu ye dawo ka law shimya ka khali tiyaw ko bai de ma ala khana ko asai pain pi song aung phan sin bi sin firishta da ba ko sit lot pi do tamat khaiตัวตะยีตัวตักดีนามาตัวตักดีนามาตะยีไล่บายีခိုင်းလဲဆိုရင်အတူဘလောက်အသက်နေရမှာလဲတတ်လုံးသူမွေးတဲ့အချိန်ကနေတည်တဲ့အချိန်ထိရိုစီဘလောက်ရမှာရိုစီဘလောက်ရမှာဟာလားရှကီယွန်အမ်ဆာအီဒွန်နဖူးစာကောင်းတဲ့သူတွေကဖြစ်မလားနဖူးစာဆိုးတဲ့သူတွေကဖြစ်မလားအဲ့ဒါအပီရေးခိုင်းဆိုတော့ Ibn Kasir တို့အလား Tafsir Mazhari တန်းရှင်တော့အဲ့လိုဖြစ်ဆိုဖကတ်တာဆက်လက်ပြီးတော့အရှိပဲမှာလို့ရှိမှတ်ခင်မမြင်နောက်နေမတခုထုတ်ပေါ်တော်အကြည့်တော်အောက်ဖို့ကောင်းဆွမ်မဆဘီလာယဆရာပြီးတော့တဲ့ငါအလောရှိမြတ်ကတဲ့အလားမိကီရဲ့ဝမ်းကြပိုက်ထဲမှာအလားကလေးရဲ့အစိတ်ပိုင်းတွေကိုလည်းပြေဆုံးအောင်လုပ်ပေးလိုက်တယ်ကလေးရဲ့အစိတ်ပိုင်းတွေကိုလည်းအချိုးစားကြားနာစွာဖန်ဆင်းပေးလိုက်တယ်ဖန်ဆင်းပြီးရဲ့နောက်ပိုင်းမှာမိကီရဲ့ဝမ်းပိုက်တဲကနေလူလောကကိုထွက်လာမဲ့လမ်းကိုလည်းလွယ်ကူအောင်လုပ်ပေးထားတယ်ဆွမ်မဆဘီလာယဆရာဒါလို့စဉ်းစားကြည့်ဒါလောက်ကျင်းတဲ့လမ်းကြောင်းကနေဒီကလေးအနည်းဆုံး9ပေါင်6ပေါင်တချို့ဆိုရင်9ပေါင်တသမီးမွေးတော့ဆိုရင်10ပေါင်ခွဲတချို့ဆို9ပေါင်တချို့ကျွန်တော်မြင်မှုတဲ့12ပေါင်ရိုးပဲမွေးလိုက်ဒါတော့အမျိုးသားသူရဲ့ဟာလားအုံနောက်နဲ့စဉ်းစားဘလို့မှသဘောမပေါက်နိုင်ဒီလမ်းကြောင်းကဘလို့မှရှိတဲ့လမ်းကြောင်းမဟုတ်အမ်တမကျင်းတဲ့လမ်းကြောင်းတစ်ခုအဲ့ဒီလမ်းကြောင်းကနေလောက်ရှိမဲ့တခင်ကဟာလားဒီလောက်အရွယ်စားကြီးမားတဲ့ကလေးတွေကိုလွယ်လွယ်ကူကူထွက်တယ်ကလေးအော်တိုထွက်လာဒါအရှင်ရဲ့နေမတ်အရှင်ရဲ့ကုဒရတ်ပဲဒါအလ္လာဟ်ရဲ့နေမတ်တစ်ခုနေသားတဲ့သာသနာညီနောင်များခင်ဗျာဒီညမှာတစ်ခုပြောချင်တာကဒီကနေဘာသိရလဲဆိုရင်ကျွန်တော်တို့ကလေးမွေးဖွားတာကလေးဘလောက်ပဲအကောင်ကြီးပါစေအဲ့ဒါတွန်းနဲ့သူရိုးသဘာဝအတိုင်းမွေးတာဒါအလရှိမြတ်တဘီအတ်အလရှိမြတ်ဒါထဲတာပြီးတဲ့တဘီအတ်ဖြစ်တယ်ဘာမှအဲ့ဒီကိစ္စမှာအမျိုးသမီးတွေဘာအမြင်မှမရှိဘူးအလရှိမြတ်လွဲကူအောင်လုပ်တာပြီဒါနဲ့အပြင်မှာဘာဖြစ်နေလဲအမ်တန်ခက်ခဲအဲ့ဆေးရုံဆေးကနေမှာတပ်ပဲလိုက်တဲ့ခါကျရင်ကျွန်တော်ကြည့်တာတရားမှာ90လောက်ကဆရာဝန်တွေပြောတဲ့
operation လုပ်မှရခွဲပြီးမွေးမှရမယ်ဟာလားသူ့တဘာဝအတိုင်းရိုးရိုးမွေးလို့မရလေးစားတဲ့သာသနာ့မိတ်ဆွေများခင်ဗျာဒါဟာလားရှင်းရှင်းလင်းလင်းအမှန်တိုင်းပြောရတာဆရာဝန်တွေကျွန်တော်တို့ကိုဂျင်းထက်တယ်စေးရုံနဲ့ပေါင်းပြီးတော့သူတို့ရိုးရိုးမွေးမယ်ဆိုရင်ပတ်စံအဲ့လောက်မရဘူးဟာလားခွဲပြီးမွေးမယ်ဆိုရင်ဟာလားသူ့အစုလိုက်အဖွဲလိုက်ပတ်စံတွေရဆိုအားလုံးပေါင်းပြီးတော့ကျွန်တော်တို့ကိုဟာလားကျွန်တော်တို့ဟာလားအုံနောက်တွေမှာမှိုင်းတိုက်တယ်ဒီလိုအနေထားတွေရှိတယ်ဒီလိုအကြောင်းရင်းရှိတယ်ဒါဖြစ်တယ်ဟိုဒါဖြစ်တယ်ဒါကြောင့်ဟာလားခွဲပြီးမွေးမှရဟာလားတဆိုင်ဒီလိုပဲဓာတ်ပြီးကြိုင်တာလေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာတကယ်တဘာဝတရားကိုအမှန်တကယ်တော့ရိုးရိုးမွေးတဲ့စီမှာအမျိုးသမီးတွေအတွက်တော်တော်ပဲကြမ်းမှရင်ကောင်းသူတို့ကဘာဆိုင်အဖက်မှမရှိဘူးဘာဘေးတော့ဆိုးကျိုးမှမရှိဘူးအဲ့ဒီနေ့မှာခွဲပြီးမွေးတဲ့စီမှာဘေးတော့ဆိုးကျိုးတွေအများကြီးရှိတယ်သူ့ရဲ့ဇင်ဒဂီမှာအများကြီးခံစားဒါကြောင့်ပဲအနောက်ဥရောပနိုင်ငံတွေမှာဒီကနေ့ခေတ်ထိတရားမှာဟာလားသူတို့စရုပ်စည်းကနေတွိုင်းအနောက်ဥရောပဟာလားဆရာဝန်တွေရိုးရိုးပဲမွေးခိုင်းခွဲပြီးမပြေးမွေးဘူးတရားမှာ60လောက်ဒီကနေ့ထိရိုးမွေးနေတော့အဲ့တခါတည်းလောက်ရှိမြတ်ကမမြတ်ကိုတတ်ကိုပြကျင်တဲ့အတွက်ခလေးတယောက်ကိုတာမန်မဟုတ်တဲ့ပုံစံမျိုးနဲ့လောကကိုပို့ကျင်တာလေရှိအဲ့ဒါတို့ခလေးမျိုးတွေကတော့ဟာလားခွဲပြီးမွေးရတာလေရှိတာဒါမမြတ်အဟဆန်မမြတ်နေမတ်တခြားလူတွေဒီနေမတ်ကိုသိအောင်ဟာလားမမြတ်ကိုတတ်ကိုပြဖို့မမြတ်ကျေးဇူးကိုထုတ်ပေါ်ဖို့အတွက်တရားမှာတယောက်လောက်ဟာလားတရားမှာ2ယောက်3ယောက်လောက်ရှိမှတ်တဲ့ခင်ဟာလားဒီခက်ခဲမွေးစေတာရှိတယ်ဒါပေမဲ့အများအပြည့်တော့အလိုက်အဆူလ်ကဒါပဲသုမတ်ဆဘီလာယက်ဆရာလာရှိမြတ်ကခလီထွက်လာမဲ့လမ်းကြောင်းကိုလွယ်ကူအောင်လုပ်ထားပြီဒီစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာဒါကဒီအာယတ်ရဲ့ tafsir တစ်ခုဒီအာယတ်ရဲ့နောက် tafsir တစ်ခုမရှိလဲဆိုရင်သုမတ်ဆဘီလာယက်ဆရာလာရှိမြတ်ကလမ်းကြောင်းကိုလွယ်ကူအောင်လုပ်ပေးထားတဲ့ဆိုတာဟေဒါယတ်ရဲ့လမ်းကြောင်းအမှန်တရားရဲ့လမ်းကြောင်းကိုဂျန်နတ်ရဲ့လမ်းကြောင်းကိုအလ္လာဟ်စီသွားမဲ့လမ်းကြောင်းကိုလွယ်ကူအောင်လုပ်တာပဲဆိုလေးစားတဲ့တဏှာညီနောင်များခင်ဗျာဆိုလူလောကမှာလူတယောက်ရဲ့လို့ဖြစ်လာပြီဆိုရင်အလ္လာဟ်ရှိမြတ်တခင်ကဟာလားနဗီဆွလို့ထားပြီဟာလားကျမ်းချတာပြီကျွန်တော်ရဲ့နဘွားနဗီကြီးရောက်ရှိလာတယ်ဟာလားကျွန်တော်ရဲ့ကုရ်အာန်ရောက်ရှိလာဆိုဒီနဗီရောက်လာတဲ့အပေါ်မှာကျမ်းချပေးလာတဲ့အပေါ်မှာဘယ်လာကအမှန်လမ်းမှန်လဲအဲ့ဒါဘယ်လာကအလ္လာဟ်စီရောက်နိုင်မဲ့လမ်းလဲဘယ်လာကဂျန်နတ်ကိုခေါ်ရမဲ့လမ်းလဲကျွန်တော်အားလုံးသိဆိုဒါဝလာရှိမတဲ့ကြီးအမေရှင်နော်သုမတ်ဆဘီလာယဆရာငါရှိမြတ်ကဂျန်နတ်သွားမဲ့လမ်းကိုဟလာခိုရာစီသွားမဲ့လမ်းကိုလွယ်ကူအောင်လုပ်ထားပေးတယ်နဗီတမန်တော်တွေဆင်းလွတ်ထားပေးတယ်ဟလာကောင်းကင်ကြကြမ်းနေချထားပေးတယ်ဆက်လက်ပြီးတော့အလ္လာဟ်ရှိမတဲ့ခင်အမေရှိတယ်သုမအမာတဟူပြီးတော့လောကမှာသူတက်တန်းစီနေပြီးတဲ့နောက်ပိုင်းမှာဒီလူသားကိုငါရှိမြတ်ကမောက်ပေးလိုက်တယ်တက်တန်းစီနေပြီးတဲ့အခါမှာဒီလူသားကိုငါရှိမြတ်ကမောက်ပေးလိုက်လေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာအလ္လာဟ်ရှိမြတ်ကမမြဲနေမတ်ကိုထုတ်ဖော်နေရင်းနဲ့မောက်ပေးတာကိုပါနေမတ်တယ်မှာထည့်သွင်းတေခြင်းကိုဒါမမြဲနေမတ်တယ်မှာထည့်သွင်းဘာကြောင့်လဲဆိုလေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာမတေဘဲနဲ့ဂျန်နတ်သွားလို့မရဘူးကျွန်တော်တို့ရဲ့ပန်းနိုင်ကဂျန်နတ်ကျွန်တော်အမေသာဝရနေရမယ့်နေရာကဂျန်နတ်အဲ့ဒီဂျန်နတ်ကိုကျွန်တော်သွားဖို့တတ်ဒီတေခြင်းတရားကိုကြောရဒီမောက်ကိုမကြောဘဲနဲ့ဘယ်သူမှဂျန်နတ်သွားလို့မရဘယ်သူမှအသက်ရှင်ရဂျန်နတ်မသွားဘူးဆိုတော့မောက်ကဂျန်နတ်သွားခြင်းရဲ့အကြောင်းကဖြစ်တဲ့အတွက်လေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာတေခြင်းတရားကကျွန်တော်အီမန်ရှင်တွေအတွက်နေမတ်ဖြစ်တယ်ဒါကြောင့်ဟာဒီသမှာတမန်ကြီးဆလ္လာလ္လာဟ်အလိုင်ဝါဆလမ်အမိန့်ရှိတယ်တုဖတ်လ်မုအ်မင်လ်မောက်မောက်တေခြင်းတရားဟာအီမန်ရှင်အတွက်လက်ဆောင်ဖြစ်တယ်မောက်တေခြင်းတရားဟာအီမန်ရှင်အတွက်လက်ဆောင်ဖြစ်ဆိုလေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာဒါဆိုကျွန်တော်ပြောမယ်တေပြီးဂျဟန္နမ်သွားရင်ရောတေပြီးဂျနတ်သွားတာလည်းရှိသလိုတေပြီးဂျဟန္နမ်သွားမှာလည်းရှိတယ်ကဲအီမန်မယူပါဘူးအလ္လာဟ်ကိုလက်မခံပါဘူးအာခိရတ်ကိုလက်မခံပါဘူးဆိုတေပြီးအဲ့ဒီဘက်နာဂျဟန္နမ်သွားမှာအဲ့ဒီကတည်းကတေခြင်းကသူ့တပ်ဘယ်လိုနေမတ်ဖြစ်လေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာဒါသူ့ရဲ့ရွေးချယ်မှုမှာလို့မောက်နဲ့ဘာမှမဆိုင်ဒါသူ့ရဲ့ရွေးချယ်မှုမှာလို့သူရွေးချယ်တဲ့လမ်းကိုလူလျှောက်ပါလား
ဒါနဲ့ပတ်သက်ပြီးတော့ဟာဒီစ်မှာတမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ဥပမာတစ်ခုနဲ့ရှင်းပြဟာလားခေါင်းဆောင်တယောက်ရှိတယ်တဲ့အဲ့ဒီခေါင်းဆောင်တယောက်ကဟာလားဗနာတာတဲ့အိမ်တီဆောက်လိုက်အိမ်တီဆောက်ပြီးတော့ဝဝဒအမအတူဘာတန်အဲ့ဒီအိမ်ထဲမှာဒတ်စတာခန်ခင်းဒတ်စတာခင်းပြီးအမစားပွဲတောက်ပွဲတွေအများကြီးချလာပြီးဝအလဆလာဒါအီယန်အဲ့လိုဒတ်စတာခန်ခင်းပြီးတော့ဟာလားလူတွေကိုဖိတ်ခေါ်မဲ့လူတယောက်ကိုလှုပ်ပြီးတော့ဖိတ်ခေါ်ခံလိုက်ဆိုတော့တချို့လူတွေကလက်ခံတယ်အဲ့ဒီဒါဝတ်ကိုတချို့ကအဲ့ဒီဒါဝတ်ကိုလက်မခံဘဒူကအဲ့ဒီဒါဝတ်ကိုလက်ခံလိုက်တယ်သူကအခုနအိမ်ထဲဝင်ခွင့်ရပြီအဲ့ဒီအိမ်ထဲဝင်ခွင့်ရပြီဆိုတာကအခုနဒတ်စတာခန်ကနေသူစားခွင့်လဲရပြီဟာလားအဲ့ဒီအိမ်ပိုင်ရှင်ရတဲ့သူ့ဟာလားသူ့ဟာလားကျင်းတ်သွားပြီငါဒါဝတ်ကိုလက်ခံပြီးလာခဲ့အကဲဒါဝတ်ကိုလက်မခံလိုက်ဘူးလားအခုနအိမ်ထဲလဲဝင်ခွင့်ရမှာမဟုတ်သလိုဒတ်စတာခန်ကနေလဲစားခွင့်မရဘူးအိမ်ရှင်ကလည်းသူ့ကိုစိတ်ဆိုးဘူးဒီလိုငါရဲ့ဒါဝတ်ကိုညှင်းဆန်တယ်လေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာဒီဥပမာကိုသင်ပြပြီးတော့တမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်အမအိမ်ရှင်ဆိုတာအမခေါင်းဆောင်ဆိုတာအလ္လာဟ်ရှိမတ်သခင်ဖြစ်တယ်ခေါင်းဆောင်ဆိုတာအလ္လာဟ်ရှိမတ်သခင်ဖြစ်တယ်အဲ့ခေါင်းဆောင်ကလွတ်ပြီးတော့လူတွေကိုဒါဝတ်ပေးခိုင်းလိုက်တဲ့ဒါအီကငါမုဟမ္မဒ်ဖြစ်အိမ်ကဒါအစ္စလာမ်သာသနာဖြစ်ဒတ်စတာခန်ကဂျန်နတ်ဖြစ်ဆိုတော့ငါအလ္လာဟ်ရှိမတ်ကအလ္လာဟ်မုဟမ္မဒ်ကိုဆက်လို့ပြီးတော့ဖိတ်ခေါ်ခိုင်းတယ်အဲ့တော့လက်ခံအစ္စလာမ်နဲ့ဝင်ခွင့်ရမယ်အစ္စလာမ်နဲ့ရောက်လာပြီဆိုသူဂျန်နတ်တဲ့ဝင်ခွင့်ရပါဆိုလေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာဆိုတော့တည်ပြီးတော့ကျွန်တော်တို့ဂျဟန္နမ်သွားရတယ်ဆိုတာကကျွန်တော်တို့ရွေးချယ်ပြီးတော့ရွေးချယ်တာမှားတာဘူးဒါအီကဖိတ်ခေါ်တဲ့သူကဒီအိမ်ထဲလာပြီးတော့ဟာလားဒတ်စတာခန်လာပြီးဇာစားပါလို့ဖိတ်ခေါ်ကျွန်တော်လက်မခံဘူးလက်မခံခြင်းကိုရွေးချယ်ဆိုတော့ဒါကျွန်တော်လက်မခံခြင်းကိုရွေးချယ်တော့ကျွန်တော်တို့ဟာဂျဟန္နမ်သွားဆိုတော့တည်ပြီးနောက်ဂျဟန္နမ်သွားရခြင်းนี่ဒါမောက်နဲ့မဆိုင်ဘူးကိုယ့်ရဲ့ရွေးချယ်မှုမှားတာနဲ့ဆိုင်ဒါကြောင့်မောက်ကဟာလားကိုယ့်ရဲ့ရွေးချယ်မှုပန်းကန်နေဆိုရင်မောက်ကကျွန်တော်တို့ကိုဂျနတ်ကိုပို့ဆောင်ပြီးမှဖြစ်တယ်ဒါကြောင့်တည်ခြင်းတရားကလည်းအလ္လာဟ်ရဲ့နေမတ်တွေမှာဖြစ်ပါတယ်ဒါကြောင့်လောရှိမတ်ခင်ကမမြင်နေမတ်တွေမှာဒီမောက်ကိုလည်းထည့်သွင်းပြီးတော့အမေရှိတဲ့ဆုမအာမာတဟူဟာလားကာလတစ်ခုကြာပြီးတဲ့နောက်တဲ့အလ္လာဟ်ရှိမတ်ကဒီလူသားကိုမောက်ပေးလိုက်တယ်ပြီးတော့ဆလမ်မရှိတဲ့ဖာအကဘာပြီးတော့အလ္လာဟ်ရှိမတ်ကလူပြောက်တည်ဆုံးသွားပြီးတဲ့အခါတည်းအဲ့ဒီလူကိုကဘာထဲမှာထည့်ပြီးတော့လုံးဝစနစ်တကျမြုပ်နှံဟာလားဒဖန်လုပ်စေတယ်ဒါလည်းအလ္လာဟ်ရဲ့ကြီးမားတဲ့နေမတ်ပဲကျွန်တော်တို့ကအလ္လာဟ်ရှိမတ်ကတရိစ္ဆာန်တွေလိုမလုပ်တာဘူးအဲ့ဒါတရိစ္ဆာန်တွေကောင်တည်သွားတယ်ဆိုရင်လမ်းပြေးမှာပဲဒီတိုင်းသူကြာနေပြီးတော့ကြာရင်ပုတ်တိုးပြီးတော့ဟာလားပိုးမွားတွေစားပြီးသူသွားလိုက်ဒါတရိစ္ဆာန်တွေရဲ့ဘဝလူသားတွေကိုအလ္လာဟ်ရှိမတ်ကဒီနေမတ်ချင်းမြင်တဲ့လူသားတွေကိုအလ္လာဟ်ရှိမတ်ကအဲ့လိုလုပ်ခွင့်မပေးဘူးလူသားပြောက်တည်သွားတယ်ဆိုရင်သူ့စနစ်တကျဟာလားကဖန်ထုတ်ပြီးတော့ဟာလားကဘာထဲမှာသူ့ဒဖန်လောက်ဒါလည်းအလ္လာဟ်ရဲ့ကြီးမားတဲ့နေမတ်ကိုဆလဘီအလ္လာဟ်ရှိမတ်မရှိတယ်သုမအီဒါရှာအန်ဆာဟာလားကဘာထဲကိုသူ့ဒဖန်လုပ်ပြီးတဲ့နောက်ပိုင်းမှာတဲ့အလ္လာဟ်ရှိမတ်ကြိုက်တဲ့အချိန်အလ္လာဟ်ရှိမတ်လိုလားတဲ့အချိန်အန်ဆာသူ့ကိုကဘာကနေပြန်လဲရှင်ပြန်ထားစေဘာကြောင့်လဲဘာကြောင့်လဲဆိုရင်ဒီအရှင်ကမဲ့သူ့ကိုစတင်ပြီးဖန်ဆင်းခဲ့တာခလာကဟူဖကဒရာဒီမနီတုတ်သွေးဒဇက်ကနေဒီလူသားကိုဖန်ဆင်းခဲ့တယ်ဆိုတော့ဟာလားအချင်းအရှင်ကလူအရာတစ်ခုကိုလူတယောက်ကိုစတင်ပြီးတော့ဖန်ဆင်းနိုင်တယ်ဆိုရင်နောက်တစ်ချိန်ပြန်မဖန်ဆင်းနိုင်ဘူးလားစတင်ပြီးဖန်ဆင်းတာနဲ့နောက်တစ်ချိန်ပြန်ဖန်ဆင်းတာကဘုခတ်စတင်ပြီးတော့ဖန်ဆင်းတာဘုခတ်ဆိုလူတယောက်ကိုစတင်ပြီးတော့ဖန်ဆင်းနိုင်တဲ့အရှင်ကကျင်းတယ်ဟာလားအဲ့ဒီလူသားကိုနောက်တစ်ချိန်နဲ့ပြန်လဲဟာလားဖန်ဆင်းနိုင်တဲ့ဒါကြောင့်လောရှိမပြောနေသုမအီဒါရှာအန်ဆာရာဟာလားကာလာတခုအတူငါလောရှိမကကဘာတဲမှာကာလာတခုဒီထားပြီးတဲ့နောက်ပိုင်းမှာတဲ့ငါရှင်စန္ဒရှိတဲ့အချိန်သူ့ကိုကဘာကနေပြန်လဲရှင်ပြန်ထားစီလေးစားတဲ့သဒ္ဒနာညီတော်များခင်ဗျာပြီးတော့လောရှိမတခင်အမိတ်ရှိတယ်ဒါလောက်အထောက်ထားတွေတင်ပြလိုက်ပြီငါရှင်မြတ်ကဒီလူသားကိုစတင်ပြီးဖန်ဆင်းတယ်ဒါကြောင့်နောက်တစ်ချိန်ပြန်လဲဖန်ဆင်းလို့နိုင်တဲ့ကဘာကနေပြန်လဲရှင်ပြန်ထားစီလို့နိုင်တယ်ဒါဥသိပြီစင်မြဲလို့ဘာလို့လက်ခံတော့အာခိရတ်ကိုလက်ခံတော့တည်ပြီးနောက်ပြန်လဲရှင်ပြန်ထားရမှာကိုလက်ခံတော့ဒါပေမဲ့လူသားလည်းမခံ
ona kafir de lamakan salashima to ne kalla dilu de lawa lamakan ne ule dilu de lawa lamakan ne ule lamma yaku bima amara alashima takin ga tu ko ba amai pe da le tu iman yu bo amai pe de akhirat ko lakha mu amai pe de kabar ala te bi nau pyan le shin pyan tha jin ko lakha mu amai pe de da ko di lu da ga aku di lamakan ne bu le so that's alashima takin pyo de da to sap pi da nga ye nauk da ne mat de na thaw nga ye di ne mat de cha pi da mien nalong da aku di manu nya ne bu nga ye sap pi da nauk da ne mat de min na thaw so alashima takin me shi de fal yanzur al insanu ila ta'ami မင်းကိုငါကပဲဖန်ဆင်းခဲ့တယ်ငါကပဲမင်းကိုမောက်ပေးတယ်အဲ့ဒီဂျားကာလမင်းအသက်ရှင်တဲ့အချိန်မှာဟာလားမင်းစားဖို့တောက်ဖို့လဲငါပဲစီစဉ်ပေးတာမင်းစားဖို့အနည်းဟာလားမွေးဖွားတဲ့အချိန်ကနေစပြီးတော့ကွယ်လွန်တဲ့အချိန်ထိအဲ့ဒီဂျားအချိန်မှာမင်းဘဝရှင်တမ်းဖို့စားဖို့တောက်ဖို့တော့လဲငါရှင်မြင့်ပဲစီစဉ်ပေးတာဆိုတော့ fal yanzur al insanu ila ta'ami so အပေါ်စကားတွေနဲ့ပြင်မလောက်တော့သေးဘူးဆိုရင်ဒီလူသားဟာမမြင့်စားစရာတောက်စရာတွေကိုကြည့်တယ်ဒီစားစရာတောက်စရာတွေဘလို့ဖြစ်လာဆိုတော့ရှိမအမေရှိတယ်အန်နာဆဘဘ်နလ်မာဆဘ္ဘာငါရှင်မြတ်ကမိုးကိုရွာသွန်းစေတယ်ဒီဆဘဘ်နာရဲ့အတိတ်ဘက်ကိုဟာလားအတိအကျပြမယ်ဆိုရင်လောင်းချလိုက်တကယ်လည်းဟုတ်တယ်လေဟောလို့ကျွန်တော်တို့ဟာလားမိုးရဇတ်တင်နဲ့ဘာလုပ်လို့ရတယ်ဒါပေမဲ့မိုးကဒီလိုပုံစံလာရှိမရွာပေးတယ်အဲ့ဒီမိုးကြောင့်နဲ့ချောင်းတွေမြောင်းတွေသွေးတွေစီးသွားတယ်နေရီမှာအများကြီးအကျိုးဖြစ်သွန်သွားတယ်ဥယျာဉ်ဆိုင်တွေအများကြီးအကျိုးဖြစ်သွန်သွားတယ်ဆိုမိုးရဇတ်တင်နဲ့ဘာမှလုပ်လို့မရဘူးရှိမကမိုးကိုဘယ်လိုရွာပေးလဲဆိုရင်လောင်းချသလိုရွာပေးတယ်ဒါဝလာရှိမပြောနေသုမ္မာအန်နာဆဘဘ်နလ်မာအဆဘ္ဘာငါရှိမကမိုးကိုဟာလားလုံးဝလောင်းချပြီးတော့ရွာပေးလိုက်တယ်ဆက်လက်ပြီးတော့မရှိတယ်သုမ္မာရှကကနလ်အရဒရှကအော်မိုးရွာလိုက်ပြီမိုးရွာလိုက်ပြီးဆိုရင်ဒီမိုးရေကမြေကြီးထဲဝင်မြေကြီးထဲဝင်နေဝင်ပြီးဒီမြေကြီးထဲမှာဟာလားအလရှိမထားရတဲ့ဒီအစိတွေအစံတွေရှိတယ်ဆိုအဲ့ဒီရေကအဲ့ဒီအစိတွေစံတွေထိရောက်တယ်အဲ့ဒီကကြာရင်အဲ့ဒီအစိတွေအစံတွေကနေအပင်တွေပေါက်လာအပင်တွေပေါက်လာပြီးအဲ့ဒီအပင်ပေါက်စလေးကလုံးဝနုငယ်တဲ့အပင်ပေါက်စတွေကမြေကြီးကိုခွဲပြီးတော့ထွက်လာလေးစားတဲ့တဏှာညီနောင်များခင်ဗျာဒါလည်းကျွန်တော်စဉ်းစားရမယ့်အချက်ပဲဒါတော့မာတဲ့မြေကြီးဒါတော့ပေါက်သူနဲ့ပေါက်တောင်တုံးဟာလားမပွင့်နိုင်ကျွန်တော်တော့တခြားမိတ်ဆွေတို့ကျွန်တော်ပေါက်သူပေါက်ခိုင်းမပေါက်နိုင်ဘူးတော့မာတယ်ဒီမြေကြီးဒါတော့မာတဲ့မြေကြီးကိုခွဲပြီးတော့ဒီပေါက်ပင်လေးထွက်လာဗာဒီတောက်ပေါက်ပင်လေးမှာပုံမှာတမဏိထိတ်ဖူပါလို့လားမပါဘူးပြောလေလက်ကျင်တဲ့မျိုးတက်လိုက်ရင်ပြတ်ကြပါအဲ့ဒါလောက်နုငယ်တဲ့အပင်လေးကဒီလောက်မာကြောတဲ့အမြေကြီးကိုခွဲပြီးတော့ထွက်လာစဒါဝလာရှိမတခင်ဒါအမေရှိနေစမရှကကနလ်အရဒရှကဒါအဲ့ဒီအပင်ခွဲလိုက်တာမဟုတ်ငါခွဲလိုက်တာစမရှကကနလ်အရဒရှကငါရှင်တခင်ကအဲ့ဒီမြေကြီးကိုလုံးဝအောပွဲ ပုံစံနဲ့ဟာလားခွဲထုတ်လိုက်တကယ်အမွယ်လေကျွန်တော်ခွဲလိုက်တယ်ဆိုရင်တော့ဟိုပဲဒီပဲအများကြီးပဲရဒါပေမဲ့အပင်ပေါက်လာတာဟိုပဲဒီပဲမပေါက်လာကွက်တိအပင်ပေါက်ဘယ်လောက်အရွယ်စားရှိလဲအဲ့ဒါလောက်ကွက်တိမြေကြီးအပ်ပြီးတော့ထွက်လာအများကြီးမပဲပါဘူးဆိုတော့ရှင်မအဲ့တော့ပြောစမရှကကနလ်အရဒရှကငါရှင်မြတ်ကလုံးဝအမွယ်ပုံစံနဲ့ဟာမြေကြီးကိုခွဲပေးလိုက်တယ်ပြီးတော့မရှိတယ်ဖအမ်ဘတနာဖီဟာဟဘ္ဘာပြီးတော့အဲ့ဒီမြေကြီးထဲမှာငါရှင်မြတ်ကဒီအစိတွေအစံတွေကိုပေါက်ရောက်စေတယ်ဟဘ္ဘာဆိုတာကျွန်တော်တို့စားနေတဲ့စံတို့ဂျုံတို့ပဲတို့ဒါတွေအလုံးကိုဟဘ္ဘာလို့ခေါ်တယ်ဆိုတော့ဒီပဲမျိုးစုံအစိစံမျိုးစုံကိုငါရှင်မြတ်ကပေါက်ရောက်စေလိုက်နာပဲလားမပြီးတဲ့ဝအိနာပါဟာလားဇဘစ်တီတွေကိုလည်းငါရှင်မြတ်ကပေါက်ရောက်စေလိုက်ဟာလားဝကတ်ဘာဆိုတာကျွန်တော်ဒီဟင်းသီးဟင်းရွက်တွေဒီကျွန်တော်ဒီဟာလားဒီချင်မောင်တို့မုံလာဦးတို့ဟာလားဒီဟာလဲကစုံရွက်တို့ဒီလိုဟင်းသီးဟင်းရွက်တွေကိုလည်းငါရှင်မြတ်ကမြေကြီးတွေကနေဖန်ဆင်းပေးလိုက်တယ်တဲ့ပြီးတော့ဆလမ်မရှိတဲ့ဝဇိုင်တူနန်အမ်ဒမအကျိုးရှိတဲ့ဒီတန်ဝင်ဒီကိုလည်းငါရှင်မြတ်ကပေါက်ရောက်စေလိုက်တယ်ဝနခလာစမလုံးဒီကိုလည်းပေါက်ရောက်စေလိုက်တယ်ဝဟာဒိုင်ကဂွလ်ဘာလောဝ
ထူတဲ့အုပ်ဆိုင်နေတဲ့ထူတဲ့အုပ်ဆိုင်နေတဲ့ဥယျာဉ်ချံတွေကိုလည်းငါရှိမြတ်ကပေါက်ရောက်စေလိုက်ဥယျာဉ်ချံကောင်းတယ်ဆိုရင်လုံးဝထူတဲ့တယ်တပင်းအကိုင်နောက်တပင်းအကိုင်တော့ဝင်းတယ်ဘာလို့တောင်ထူတဲ့လဲဆိုရင်တချို့ကြားနေမှာရေးတယ်ငှက်တကောင်ဝင်သွားရင်ပြန်ထွက်မဲ့လမ်းမရှိဘူးအပင်နေတပင်းနဲ့တပင်းအဲ့လောက်ထိထူတဲ့ပြီးတော့အကိုင်တစ်ခုနဲ့တစ်ခုဆက်နေတယ်ငှက်တကောင်ဝင်သွားတယ်ဆိုရင်ပြန်ထွက်ဖို့လမ်းမရှိအဲ့လောက်ထိထူတဲ့ဥယျာဉ်ချမ်းတွေကိုဟာဒါအိကဂုလ်ဘာလို့ခေါ်ဆိုလာရှိမတ်ကအမေရှိတယ်ဝဟာဒါအိကဂုလ်ဘာအဲ့လိုလုံးဝထူတဲ့ဥယျာဉ်ချမ်းတွေကိုငါရှိမတ်ကပေါက်ရောက်စေလိုက်တယ်တဲ့ဝဖာတီဟာတန်အဲ့လိုပဲလူတွေအစာပြီးစားဖို့ခမင်းစားပြီးရင်စားဖို့တက်တီးဝလံတွေကိုလည်းဒီမော်သီးတွေနနက်သီးတွေဇပစ်သီးတွေဒီအသီးတွေကိုလည်းငါရှိမတ်ကပေါက်ရောက်စေလိုက်တယ်ဝအဘ္ဘာမင်းတို့လူသားတွေအတော့ကြီးပဲမဟုတ်ဘူးတရိစ္ဆာန်ကြီးစားမဲ့ကျွဲနွားတရိစ္ဆာန်ကြီးစားမဲ့မြက်ပင်တွေကိုလည်းငါရှိမတ်ကပေါက်ရောက်စေတယ်မြက်ပင်တော့မှအမျိုးမျိုးနွားစားတဲ့မြက်ရှိတယ်မြင်းစားတဲ့မြက်ရှိတယ်နွားဝမစားတဲ့မြင်းဝမစားတဲ့မြက်လည်းရှိတယ်မြက်ဆိုပြီးတော့နွားကိုတကြွလို့မရဘူးမြက်ဆိုတဲ့မြင်းကိုတကြွလို့မရဘူးအဲ့လိုတရိစ္ဆာန်ကြီးစားမဲ့မြက်မျိုးစုံကိုလည်းငါရှိမတ်ကဖန်ဆင်းပေးလိုက်ဆလာရှိမမမြင်စကားကိုအဆုံးသတ်တယ်မတာအလကုမ်ဝလီအန်အာမီကုမ်တင်ဒီရတဲ့အားလုံးကိုငါရှိရဲ့မြေကြီးတွေကနေဖန်ဆင်းပေးတာဟာတဲ့မင်းတို့ရဲ့အကျိုးအတွက်ဖြစ်တယ်မင်းတို့ရဲ့တရိစ္ဆာန်ရဲ့အကျိုးအတွက်ဖြစ်လေးစားတဲ့သာသနာ့ညီနောင်များခင်ဗျာဆိုတော့ဒီကျေးဇူးတွေကိုဒီအာယတ်တွေကိုရှိမြတ်ကပြောအပ်ခြင်းရဲ့ရည်ချက်ကတစ်ဖက်မှာမမြင်ကျေးဇူးကိုထုတ်ဖော်ပြီးတော့ကျေးဇူးတင်ခိုင်းတာပါတယ်လို့နောက်တစ်ဖက်မှာမမြင်ကုဒရတ်ငါရှိမြတ်ကတည်ပြီးနောက်ပြန်လည်ရှင်ပြန်ထားစီနိုင်တယ်ဆိုတာကိုအထောက်ထားပေးနေတာလည်းပါမဟုတ်လားဗျဒီအပင်တေးသေးလေးကိုလုံးဝနန်းနာပျော့ပြောင်းနေနုညံ့တဲ့အပင်တစ်ပင်ကိုငါရှိမြတ်ကမြေကြီးတွေကနေဖောက်ပြီးတော့ပြန်ထုတ်နိုင်တယ်ဆိုမင်းတို့လူသားတွေဘာလို့ကပရကနေပြန်မထုတ်နိုင်အောင်အဒိစ္စမလာကီယာမတ်မှာကီယာမတ်မှာလူသားတွေကပရကနေဒီလိုထွက်လာတယ်ဘယ်လိုထွက်လာမသိအပင်ပေါက်ပင်လေးတွေကမြေကြီးတွေကနေဘယ်လိုထိုးပြီးတော့ထွက်လာတယ်အဲ့လိုလူသားတွေကပရကနေထိုးပြီးတော့ထွက်လာဒါအဒိစ္စမလာဆိုလေးစားတဲ့သာသနာ့ညီနောင်များခင်ဗျာဒါကတော့ကျွန်တော်အနေနဲ့ဒီနေ့ဆူရာအဘဆာရဲ့အာယတ်တော်နံပါတ်18ကနေ32ပြည့်ကိုရှင်းလင်းသင်ပြခဲ့တာဖြစ်တယ်ဆိုတော့ဒီအာယတ်တော်ရဲ့သင်ခန်းစာပါလေဆိုလေးစားတဲ့သာသနာ့ညီနောင်များခင်ဗျာဆိုတော့ဒီအာယတ်ဒီနေ့ကျွန်တော်သင်ပြခဲ့တဲ့အာယတ်တော်တွေကနေကျွန်တော်တို့ကိုအလ္လာဟ်မြတ်ကသင်ခန်းစာ3ခုပြည့်နံပါတ်1ဘာသင်ခန်းစာပြည့်လဲဆိုရင်လူသားကတကဘ်မလုပ်ရမမီရဲ့အဆင့်ကိုသိရမယ်နာပတ်မတတ်နဲ့အရေးတစက်ကနေဖြစ်လာတဲ့လူသားဘာမှဖခတ်လို့စရာဘာမှတကဘလို့စရာအကြောင်းမရှိဘူးဒီတကဘကဘလောက်တောင်ဆိုးရွားလဲဆိုရင်လေးစားတဲ့သဒ္ဒနာညီနောင်များခင်ဗျာကဘာပေါ်မှာဒီစัจ java နာမှာပထမဦးဆုံးဖြစ်ခဲ့တဲ့ဂုဏကတကဘဒီစัจ java နာမှာပထမဦးဆုံးဖြစ်ပေါ်လာတဲ့ဂုဏကတကဘရှိုက်တန်တကဘလောက်ပြီးတော့မာနထောင်သွားပြီးတော့ဘုရုပေါ်မှာအာဒမ်ပေါ်မှာတကဘလောက်အလိုက်အမေကိုညင်းဆန်ခဲ့တောင်းတနမကုရ်အာန်မှာလာရှိမလခင်အမေရှိလို့ပဲကုလနာလီမလာအီကတ်ဂျူဒူလီအာဒမ်ဖတ်ဆာဂျာဒူငါရှိမြတ်ကဖရစ်တာတွေအားလုံးကိုအာဒမ်ကိုစဂျီဒါလုပ်ဖို့အမိတ်ပေးတယ်အားလုံးစဂျီဒါလုပ်တယ်အီလာအီဘလစ်စဂျီဒါမလုပ်ဘူးအဘာသူစဂျီဒါလုပ်ဖို့ညင်းဆန်တယ်ဝတ်တက်ဘာရာတကဘလောက်တာကဘာမှာပထမဦးဆုံးဖြစ်ခဲ့တဲ့ကုနာကတကဘဖြစ်တကဘကဘလောက်တော့ဆိုးရွားလဲဆိုရင်လူတယောက်ကိုအီမန်ကနေလက်မဲ့လေးဖြစ်စေနိုင်မဟုတ်လားပဲရှိုက်တန်ကဘလောက်တော့အီဘာဒတ်လုပ်တဲ့ပုဂ္ဂိုလ်နှစ်ပေါင်း9သိန်းနှစ်ပေါင်းကျွန်တော်တို့50မဟုတ်နှစ်ပေါင်း9သိန်းအလိုက်အီဘာဒတ်လုပ်ခဲ့တယ်ဒါပေမဲ့တကဘလုပ်တဲ့ပုံမှာအလ္လာဟ်ရှိမတ်ကအဘာဝတ်တက်ဘာရဝကာနာမီနလ်ကာဖီရင်တကဘလုပ်တဲ့ပုံမှာဒီရှိုက်တန်ဘာပြောလဲကာဖီဖြစ်သွားဆိုအဲ့လောက်ဆိုးရွားတဲ့ဂုဏဖြစ်တဲ့တကဘကဆိုလေးစားတဲ့သနာမြင်အောင်များခင်ဗျာတကဘကဘလောက်တော့ဆိုးရွားလဲဆိုရင်လူသားကိုအီမန်ကနေလက်မဲ့ဖြစ်စီရောင်တင်မကဘူးတခါတခါလူသားကိုခိုးတာနဲ့ပါပြန်အောင်လုပ်တယ်လူသားကိုခိုးတာနဲ့ပဲပြန်အောင်လုပ်တယ်ဖီရအောင်ဆဒတ်ဒီပုဂ္ဂိုလ်တွေ
မမိကိုကိုအနာရဘ်ဘူကုမလ်အာလာငါအရှင်တခင်အကြီးဆုံးပဲငါခိုးတာပဲဘာကြောင့်ကြွေးကြော်တာတကဘူရတာဆောလေးသားတဲ့သဒ္ဒနာညီနောင်များခင်မှာဒါကြောင့်ဒီအာယတ်ရဲ့ပထမဒီအာယတ်ရဲ့ပထမဦးဆုံးသင်ခန်းစာကဘာလဲဆိုရင်လူသားကဒီမနီတုတ်သွေးတဲ့ဇက်ကနေမတက်နဲ့အရေးတဲ့ဇက်ကနေဖြစ်ပေါ်လာတာဖြစ်တဲ့ဗမာတကဘလို့မရောက်မမီအစင်ကိုမမီတည်ရနံပါတ်1ဒီအာယတ်ကနေဘာသင်ခန်းစာပေးလဲဆိုရင်အလရှိမြတ်ကဟိုးမွေးတဲ့အချိန်ကနေအသေးတဲ့အချိန်ထိကျွန်တော်တို့ပုံမှန်လိုက်ရင်ကျေးဇူးတွေအများကြီးရှိတယ်အဲ့ဒီကျေးဇူးကိုကျွန်တော်ရှုကရီယာလောက်ရရှုကရီယာလောက်တဲ့အနေနဲ့အီမန်ယူရမယ်နံပါတ်1တေပြီးနောက်ပြန်လဲရှင်ပြန်ထားမှာကိုလက်ခံရအာခိရတ်ကိုယုံကြည်ရမယ်ပြီးအလိုက်အမိတ်တွေအားလုံးကိုနာတာနံပါတ်2သင်ခန်းစာနံပါတ်3သင်ခန်းစာပါလဲဆိုရင်ကျွန်တော်တို့အာခိရတ်ကိုယုံကြည်ရအာခိရတ်ကိုယုံကြည်ရမယ်လို့ရှိမြတ်ကကျွန်တော်တို့ကိုစတင်ပြီးတော့ဖန်ဆင်းနိုင်တယ်ဆိုရင်ကျွန်တော်တို့နောက်တစ်ချိန်ပြန်လဲပြီးတော့လဲဖန်ဆင်းနိုင်တယ်ဆိုတော့ရှိမြတ်ကျွန်တော်တို့အားလုံးကိုပြောဆိုုံနားထောင်တတ်မဟုတ်ပဲနဲ့ဒီပုံမှာလက်တွေ့ကျင့်သုံးနိုင်တဲ့တောဖီဆာရှင်မီပြဒနာတော့မူပါစေဝါအာခိရဒ်ဒအဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်